Excel user တွေ Excel settings နဲ့ပတ်သက်ပြီးတော့အခက်အခဲမရှိသုံးချနိုင်ဖို့အတွက် Excel options and settings အကြောင်းကိုပို့ချပေးနေတာဒီအပိုင်းကတော့၅ပိုင်းမြောက်ပါเนาะအဲ့တော့ဒီပို့ချချက်မှာတော့ proofing setting အကြောင်းကိုပို့ချပေးပါမယ်အဲ့တော့ကျွန်တော်တို့ setting ကိုဝင်မယ်ဆိုတော့အမြဲတမ်းပဲ Excel ရဲ့ file menu ဟလာဟိုအောက်ခြေမှာကျွန်တော်တို့က options ကိုဝင်တယ်အဲ့တော့ Excel options dialog box ဝင်လို့ကြာလာတဲ့အခါမှာသူကတော့ဒီမှာ section တွေအများကြီးရှိတဲ့အနက်เนาะအဲ့တော့ဒီပို့ချချက်မှာတော့ proofing အကြောင်းကိုပဲပို့ချမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့က proofing ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်တဲ့အခါမှာ proofing ဘိုင်းကတော့တာမန်ကတော့နည်းတယ်လို့ပြောလို့ရတယ်သို့တော်လည်းသူကအရေးကြီးတဲ့အပိုင်းကကြတော့နော်ဒီမှာဆိုရင်သူက auto correct option ဆိုတဲ့အပိုင်းရှိတယ်နော်အဲ့ဒီဘိုင်းကနော်အရေးကြီးတဲ့အပိုင်းနေဆိုတော့ဒီမှာ auto correct option ဆိုတဲ့အပိုင်းကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဆိုရင်နောက်ထပ် window တစ်ခုတနည်းအားဖြင့် dialog box window တစ်ခုထပ်ကျလာတယ်အဲ့ဒီဘိုင်းမှာတော့တော်တော်များတယ်ဆိုတော့ဒီမှာကျတော့ဒီ auto correct option နဲ့ပတ်သက်ပြီးတော့တည်တိုက်တာတွေရှိတယ်ဆိုတော့သူကလည်းဒီမှာ session ခွဲတွေကတော်တော်များသေးတယ်เนาะအဲ့တော့အဓိကအရေးကြီးတာတော့ auto correct ဆိုတဲ့အပိုင်းเนาะဒီမှာ auto correct ကိုနှိပ်ထားတယ်ဒီဘိုင်းမှာဆိုရင်သူကတော်တော်များများတည်တင်တာလေးတွေရှိတယ်ဆိုတော့အချို့ဟာလာ setting တွေကကြတော့ဒီ Microsoft Excel မှာအလုံးမလုပ်ဘူးMicrosoft Word မှာပဲအလုပ်လုပ်တာတွေရှိတယ်เนาะ Word တို့ PowerPoint တို့မှာပဲအလုပ်လုပ်တာတွေရှိတယ်setting ရတော့ပါတယ်ပေါ့လေ Microsoft Excel မှာအလုံးမလုပ်တာတွေလည်းရှိတယ်เนาะဆိုတော့ဒီမှာဆိုရင် auto correct option ကိုပြမပြ on off button ရှိတယ်အဲ့ဒီ auto correct option ကเนาะ Excel မှာဘယ်နေရာမှာပြတယ်လို့ကျွန်တော်မတွေ့ဘူးနောက်ပြီးတော့ဒီမှာဆိုရင်ဟလာဒါ do initial capital ပေါ့လေဆိုတော့ကျွန်တော်တို့ကဟလာဒါစကလုံးတစ်လုံး word တစ်လုံးကိုရိုက်ထည့်တယ်ဆိုရင်အစစလုံးကိုအကြီးနဲ့ရိုက်ချင်တယ်တနည်းအားဖြင့် capital letter နဲ့ရိုက်ချင်တယ်ဆိုတော့ shift key ကိုဖိပြီးတော့ရိုက်တယ်အဲ့တော့ဒုတိယအလုံးကိုလည်း shift ကိုမလွတ်မိပဲနဲ့ရိုက်တယ်ဆိုရင် to initial capital ဖြစ်သွားတာအဲ့ဒါတွေကို auto ပြင်ပေးမလားเนาะပြင်မပေးဘူးလား off ထားရင်ပြင်မပေးဘူး on ထားရင်တော့သူက auto ပြင်ပေးမယ်ပေါ့အမှန်ကိုပြင်ပေးမယ်ပေါ့စသဖြင့်ဒါမျိုးတွေရှိရဆိုဒါတွေကတော့ Excel မှာလည်းသူကပြင်ပေးတယ်เนาะနောက်ဒီမှာ sentence case လို့ပြောရမှာပေါ့လေ sentence ရဲ့ first letter ရဲ့ first character ကို capitalize auto လုပ်ပါမလုပ်ပါနဲ့เนาะစသဖြင့် on off အဲ့ဒါတွေကကြတော့အဓိက Microsoft Word မှာပဲအလုပ်လုပ်တာနောက်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုပါစို့day name တွေဆိုတာက Sunday တို့ Tuesday တို့ Monday တို့ဒါကိုပြောတာအဲ့ဒါတွေကို auto capitalize လုပ်ပါပေါ့เนาะဒါတွေ on ထားလို့ရတယ်နောက်ပြီးတော့ caps lock တွေပွင့်နေမယ်ဆိုရင်ကျွန်တော်တို့က small letter ရရင် capital ဖြစ်သွားတယ် capital letter ရရင် small letter ဖြစ်သွားတယ်ဆိုတော့အဲ့ဒါတွေမှားနေလို့ရှိရင်ဒီနည်းအားဖြင့် caps lock ပွင့်ပြီးတော့ရိုက်မိတယ်ဆိုရင် auto ပြင်ပါဒါတွေကကျတော့သူကမူလ setting default setting ကလေးကိုသူက auto on ထားပြီးသားဒီမှာဆိုရင် replace as you type လည်းရှိတယ်เนาะအဲ့ဒါကတော့တီးခြားပြောပြမယ်ဆိုတော့ဒီအပေါ်မှာရှိတဲ့ setting တွေကိုကျွန်တော်တို့တစ်ချက်ပြောကြည့်အောင်ဆိုတော့ဒါကတော့မူလတွေက on ထားတာဖြစ်တဲ့အတွက် cancel နဲ့ပဲထွက်လိုက်မယ်ဆိုတော့ရှင်းမှာပြောခဲ့သလိုပဲချို့ setting တွေကကြတော့ဒီ Excel မှာအလုံးမလုပ်တာတွေလည်းရှိတယ်ဆိုပါစို့ sentence တစ်ကြောင်းရဲ့အစစလုံးဆိုပါစို့ကျွန်တော်ဒီမှာဆိုရင်အလွယ်တကူပဲ office ပေါ့เนาะ office လို့ရိုက်လိုက်ပြီးတော့ဒါဆိုရင်အလုံး small letter နဲ့ပဲဒီမှာကျွန်တော်တို့ကဆိုပါစို့ဗျာ space ကိုပုတ်လိုက်မယ်ဆိုရင်သူကfirst character ကို capitalize လုပ်မသွားဘူး setting မှာတော့ on ထားတယ်enter ခောက်လိုက်ရင်လည်းတော့ပြင်မသွားဘူးဆိုပါတော့ sentence တစ်ခုအပြည့်စုံရိုက်ကြည့်အောင် how are you ပဲဆိုပါတော့ဒီမှာ how are you လို့ small letter နဲ့ရိုက်ကြည့်လိုက်တယ် space ပုတ်လိုက်ရင်လည်းနောက် sentence case ကိုပြောင်းမသွားဘူးပြင်မသွားဘူး enter ခောက်လိုက်ရင်လည်းပြင်မပေးဘူးအဲ့ဒါတွေကကြတော့သူက exam မှာအလုံးမလုံးနိုင်ဘူးလို့ပဲပြောရမယ်နောက် setting ရတော့ပါနေတယ် exam မှာအလုံးလုံးပေးတာကျွန်တော်မတွေ့ဘူးเนาะအဲ့တော့ဒီ document processing software ဖြစ်တဲ့ Microsoft Word မှာတော့အဲ့ဒါတွေအလုပ်လုပ်တယ်ဆိုတော့ဒီမှာ Word ကိုဖွင့်ပြီးတော့ဆိုပါတော့ကျွန်တော်တို့အလွယ်တကူပဲ Office လို့ရိုက်ပြီးတော့ space ပုတ်လိုက်မယ်ဆိုရင်သူ့ဟာသူရိုက်တုန်းကတော့ small letter နဲ့ရိုက်တာပဲသို့တော်လည်း first letter ရဲ့နောက် first character ကို capitalize တော့သူပြောင်းသွားတယ်ဒါမျိုးပြောတာဆိုပါတော့ဒီမှာဒီအောက်မှာ the sentence တကြောင် how are you လို့ small letter နဲ့ရိုက်လိုက်မယ်เนาะအဲ့တော့ဒီအားလုံးက small letter နဲ့ရိုက်တယ်ဆိုရင်သူ့ဟာသူ how လို့ရိုက်လိုက်တာနဲ့ space ပုတ်လိုက်တာနဲ့ h ကအကြီးနဲ့ပြောင်းသွားတယ်ဆိုတော့အဲ့ဒါမျိုးကိုပြောချင်တာ setting ကသို့တော်လည်းဒါ Microsoft Word မှာပဲ document processing software မှာပဲအလုပ်လုပ်ပြီးတော့ Excel မှာတော့အလုပ်လုပ်တာမတွေ့ရအောင်เนาะအချို့ setting တွေတော့အလုပ်လုပ်ပါတယ်ဆိုပါစို့
alla initial capital နှလုံးထပ်နေတာမျိုးဆိုပါတော့ alla ရှေ့မှာတွေးခဲ့တဲ့ office ကိုဒီမှာ OF ကိုအကြီးနှလုံးရိုက်ထည့်ပြီးတော့เนาะ FICE ပေါ့ January ကို small letter နဲ့ရိုက်လိုက်မယ် space ပုတ်လိုက်မယ်ဆိုရင်တော့သူအမှန်ကိုပြင်ပေးသွားတယ် first character ကိုပဲသူက capital letter ပြချန်ပြီးတော့เนาะ January ကိုသူကဟာလာ small letter အတွက်သူပြင်သွားတယ်အဲ့ဒါမျိုးတော့ရတယ်အလားတူပဲဒီမှာဆိုရင်caps lock ကိုလာပွင့်နေတယ်ဆိုပါတော့ဒါကျွန်တော်တို့ကနော်အဲ့ office ပဲရိုက်လိုက်မယ်ဆိုပါတော့နော် office ကိုကျွန်တော်တို့က caps lock ပွင့်ပြီးတော့နော်ရိုက်လိုက်ဖွင့်ပြီးတော့ရိုက်လိုက်တယ် O ကတော့ဘာဖြစ်သွားလဲ shift နဲ့ရိုက်တာဆိုတော့ small letter နဲ့ဖြစ်နေတယ် January အားလုံးက capitalize ဖြစ်သွားတယ်ဆိုတော့ space ပုတ်လိုက်တဲ့အခါမှာသူက case အမှန်ကိုပြင်ပေးနိုင်တယ်အဲ့ဒါမျိုးတော့ရတယ်နော်ဆိုတော့ဒီမှာ Monday ပေါ့အဲ့တော့ day name တွေပေါ့အဲ့တော့ Monday လို့ရိုက်ထည့်လိုက်တယ်အားလုံးက small letter ပဲ space ပုတ်လိုက်မယ်ဆိုရင် capitalize လုပ်သွားတယ် first letter first character ဒါလို့ပြောနေတာเนาะအဲ့တော့ Tuesday ပေါ့เนาะenter ခောက်လိုက်ရင်လည်းရတယ်ဆိုတော့ဒါမျိုးတွေကတော့ရတယ်ပေါ့အဲ့တော့အချို့ setting တွေကတော့သူကအလုပ်လုပ်တယ်အချို့အလုပ်မလုပ်တဲ့အပိုင်းတွေတော့ရှိတယ်ဒါကတော့ auto correct အပိုင်းပေါ့လေနောက်တစ်ခုက auto correct as you type ဆိုရှေ့မှာတွေးခဲ့တယ်အဲ့ဒါလေးကိုပြောပြမယ်ဆိုတော့ကျွန်တော်တို့က Excel option ကိုပဲပြန်ဝင်လိုက်မယ်ဆိုတော့ဒါအခုပြောနေတာက proofing ကိုပြောနေတာဆိုတော့ proofing section ထပ်ဝင်လိုက်တယ်နောက်ပြီးတော့ဒီမှာ auto correct option ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဆိုရင်နောက်ထပ် window တစ်ခုပွင့်လာတယ် dialog box window ပဲအဲ့ဒီမှာကျွန်တော်တို့ auto correct အပိုင်းကိုတော့ဝင်ထားရမယ်เนาะဒီမှာ section တွေအများကြီးရှိတာ auto correct အပိုင်းကိုဝင်အဲ့တော့ဒီမှာဆိုဘာရှိတယ်လဲဆိုတော့เนาะအဲ့တော့ replace text as you type ဆိုတာရှိတယ်အဲ့ဒါလေးကို on ထားမယ်ဆိုရင်သူကတော့ဒီမှာเนาะ system default ပါပြီးသားပေါ့ဥပမာခွင်းစားခွင်းပိတ်နဲ့ CO ရိုက်ထည့်မယ်ဆိုရင်သူက copyright ဟလာ symbol လေးဖြစ်သွားတယ်ခွင်းစားခွင်းပိတ်နဲ့ E လို့ရိုက်ထည့်မယ်ဆိုရင် euro currency ဖြစ်သွားတယ်ခွင်းစားခွင်းပိတ်ထဲမှာ R ကိုရိုက်ထည့်မယ်ဆိုရင် register mark ပေါ့เนาะ register sign လေးပေါ့เนาะအဲ့တော့ TM လို့ခွင်းစားခွင်းပိတ်နဲ့ရိုက်မယ်ဆို trademark စသဖြင့်ဒါတွေရှိတယ်ဆိုတော့အဲ့ဒါတွေကကျတော့သူကဒီ system ငါ့ကိုထည့်ထားတာနော်အဲ့ဒါလေးတွေကိုနော်အသုံးချကြည့်ရအောင်နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရှေ့မှာဆိုပါတော့ copy ရကြတော့ဥပမာအဖြစ် copyright symbol ဆိုရင်ခွင်းစပြီးတော့ CO ခွင်းစခွင်းပိတ်ထဲမှာရိုက်ထည့်တာ small letter capital letter ပြဿနာမရှိဘူးနော် space ကိုတစ်ချက်ပုတ်လိုက်မယ်ဆိုရင်သူကဒါ copyright mark လေးဖြစ်သွားတယ်ပေါ့မဟုတ်ဘူးကျွန်တော်တို့ကခွင်းစခွင်းပိတ် C လိုပဲရိုက်ထည့်ခြင်းနဲ့ဆိုရင်တော့ပြန်ပြီးတော့ back space နဲ့ဖြတ်ပြီးတော့နောက်တစ်ချိန်ပြန်ရိုက်လိုက်နော်အဲ့လိုကတော့ရတယ်ဒီမှာ space ပုတ်လိုက်ပြီမဲ့ပြောင်းမသွားတော့ဘူးလားတို့ပဲဒီမှာဆိုရင်ခွင်းစားခွင်းမိတ်ထဲမှာ R ကိုရိုက်ထည့်လိုက်မယ် capital letter small letter ပြဿနာမရှိဘူး space ကိုတစ်ချက်ပုတ်လိုက်တဲ့အခါမှာဒါနော် register mark လေးဖြစ်သွားတယ်ဒီလိုပြောချင်တာမဟုတ်ပြန်ဖြတ်ပြီးတော့ဒုတိယတစ်ချိန်ပြန်ရိုက်လိုက်မယ်ဆိုရင်တော့သူကဒါဆိုရင်တော့ဟာလာကျွန်တော်တို့ရိုက်တဲ့အတိုင်းလက်ခံသွားပြီเนาะအဲ့ဒါမျိုးကိုကျွန်တော်တို့ကရန်ခါမှာကျွန်တော်တို့အမြဲတမ်းရိုက်ထည့်နေရတဲ့အကြောင်းအရာတွေကိုเนาะအဲ့တော့ shortcut ကလေးရိုက်လိုက်တာနဲ့နော်ကျွန်တော်တို့ရိုက်ထည့်ခြင်းတဲ့စာကြောင်းဥပမာ sentence ဆိုရင် sentence အပြည့်အစုံကိုအဲ့လိုပြောင်းသွားအောင်ပြင်ဆင်ထားလို့ရတယ်အမြဲတမ်းအသုံးပြုနေရတဲ့စကားလုံးမျိုးဆိုရင်အဲ့လို shortcut ဖြစ်ပြင်ဆင်ထားလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်နမူနာအနေနဲ့ option ကိုပြန်ဝင်လိုက်မယ် proofing section ကိုဝင်ပြီးတော့ auto correct option ကိုပဲဝင်လိုက်တယ်အဲ့ဒီမှာဒါကျွန်တော်တို့က auto correct ဆိုတဲ့အပိုင်းကိုထပ်ပြီးတော့ဝင်ပါအဲ့တော့ဒီမှာဆိုပါသေးပဲကျွန်တော်တို့ကဒီမှာ replace နဲ့ with မှာ replace မှာကာစာချပြီးတော့ကျွန်တော်တို့လိုချင်တဲ့ symbol လေးရိုက်တယ်ဆိုပါတော့ကျွန်တော်တို့ကကျွန်တော်တင်တန်းဆိုရင် office solution expert အဲ့ဒါကိုခဏတိုင်းသုံးရတယ်ဆိုပါဆိုအဲ့တော့ OSC လို့ရိုက်လိုက်ရင် office solution expert လို့ကျွန်တော်တို့က exam မှာပြခြင်းတယ်ဆိုရင် replace ဆိုတဲ့ box မှာနော်ကာစာချပြီးတော့ဒီမှာ OSC small letter capital letter ကြိုက်ရအောင်ရွေးအဲ့တော့ with ကဘာနဲ့ replace လုပ်မလဲဆိုတော့ကျွန်တော်ကဒါအပြည့်အစုံကျွန်တော်လိုချင်တဲ့ office solution 6 bar ကိုအပြည့်အစုံရိုက်ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က OSC လို့ရိုက်လိုက်တာနဲ့ office solution 6 bar လို့เนาะအဲ့တော့ဒါပြောင်းပေးပေါ့အစားထိုးပေးပေါ့ဒါလိုပြောနေတာเนาะအဲ့ဒါကိုဒီမှာကျွန်တော်တို့လိုချင်သလိုရိုက်ပြီးတော့ add button ကိုတစ်ချက်နှိပ်ရမယ်เนาะပြန်ဖြတ်လို့ရင်လည်းကျွန်တော်တို့ဖြတ်လို့တဲ့တစ်ခုကို select မှတ်ပြီးတော့ delete ကိုနှိပ်ရမယ်ဒီမှာဆိုရင် office solution expert ကနော် list ထဲကိုဝင်သွားပြီ okay ပေးရမယ်တခုခုပြင်ထားပြီးရင် okay ပေးဒါဆိုရင်ကျွန်တော်တို့ကလွတ်တဲ့နေရာမှာ edit cell ကိုထားပြီးတော့ဒီမှာ office solution 6 bar ကိုအပြည့်မရိုက်တော့ဘဲနဲ့ OSC လို့ရိုက်ထည့်လိုက် enter ခောက်လိုက်တာနဲ့ office solution 6 bar လို့ထွက်လာတယ်ဒီလိုပြောချင်တာနော်အဲ့တော့မလိုအပ်တော့လို့ကျွန်တော်တို့ကနော်ပြန်ပြီးတော့ဖြတ်မယ်ဆိုရင်လည်း setting ကိုပြန်ဝင် proofing ကိုဝင် auto correct option ကိုဝင်
နော်အဲ့ဒီ auto correct ဆိုတဲ့ section မှာကျွန်တော်တို့ရှာလို့တဲ့တစ်ခုကိုဒီမှာဆိုရင် OSC ကိုပြန်ဖြတ်မယ်ဆိုရင် OSC ကိုဒီမှာ replace box မှာရိုက်ရှာ highlight လုပ်ပြီးဖြစ်လိမ့်မယ် select မှတ်ပြီးတော့ delete နဲ့ဖြည့်ရတယ်နော်ပြီးတော့ okay ပေး okay ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒီ shortcut ကအလုံးမလုံးတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းရိုက်ထည့်နေရတဲ့စာသားတွေဆိုရင် Excel မှာเนาะအဲ့တော့ဒီလို shortcut ကလေးတွေထည့်ထားလို့ရတယ် Microsoft Word တို့ PowerPoint တို့လည်းအတူတူပဲရတယ်เนาะ okay အဲ့ဒီ file menu options ကိုပြန်ဝင်လိုက်မယ် proofing ကိုပဲပြန်ဝင်လိုက်မယ်ဆိုရင် auto correct option ကိုတစ်ချက်နှိပ်ပြီးတော့ဝင်သူ့မှာအခြား section တွေလည်းရှိသေးတယ်ဒီမှာအခြား section တွေမှာ actions တို့မှာလည်းသူကဒီမှာတော့ကျွန်တော်တို့ကထူးထူးခြားခြားတော့မရှိဘူးဆိုတော့ဥမာဒီမှာ math auto correct အပိုင်းကိုဝင်လိုက်မယ်ဆိုရင်အဲ့တော့အလားတူပဲဒီမှာလည်းနော်အဲ့တော့ math နဲ့ပတ်သက်တဲ့ auto correct တွေသူကထည့်ထားရတော့ရှိတယ်သို့တော်လည်းကျွန်တော်တို့သုံးကြည့်သလားအလုံးမလုပ်ဘူးဆိုတော့အဲ့ဒါတွေကမပြောတော့ဘူးနော်ဒီမှာသိဖို့လိုအပ်တာကကြတော့နောက် section တစ်ခုရှိတယ်ဒီမှာ allow auto format as you type ဆိုတဲ့ section အဲ့ဒါကတော့သိရမယ်နော်အဲ့ဒီမှာဆိုရင် setting ကဒီဥပမာရ3ခုတောင်ရှိတယ်ဆိုပါတော့ဒီမှာဆိုရင် internet email address တွေနောက်ပြီးတော့ network bus တွေဆိုရင် hyperlink နဲ့ auto ပြအဲ့ဒါဒီမှာ on ထားရင်ဥပမာ email address တို့ web address တို့ရိုက်ထည့်လိုက်ရင်တော့ hyperlink ပါပြီးသားနှိပ်လိုက်တာနဲ့တခါတည်းတန်းပြီးတော့ link ကပွင့်တယ် hyperlink တခါတည်းတော့သူထည့်ပေးတယ်ဒါမျိုးကိုပြောတာเนาะအဲ့တော့ on off ရွေးလို့ရတယ် on ထားရင်တော့သူ hyperlink ထည့်ပြီးဖြစ်လိမ့်မယ်နောက်တစ်ခုဆိုရင်ဒီမှာ table မှာကျွန်တော်တို့က new row တွေ column တွေ auto ထည့်ပေးပါပေါ့အဲ့တော့ table ရဲ့ cat ရဲ့ cell မှာเนาะကျွန်တော်တို့က column တစ်ခုမှာပေါ့ cat ရဲ့ column adjacent cell မှာကျွန်တော်တို့ကတစ်ခုရိုက်ထည့်လိုက်ရင် table က auto expand ဖြစ်တာလေ row တွေ column တွေထည့်ပြီးသားအဲ့ဒါကိုပြောတာเนาะနောက်ပြီးတော့ table မှာဆိုရင်လည်းကျွန်တော်တို့က calculated column တစ်ခုခုမှာ formula ရိုက်ထည့်လိုက်တာနဲ့ formula ကိုသူက auto complete ဖြစ်အောင်နော်အဲ့တော့လောက်ပါဆိုတာကကျတော့အမှန်ကြီးပေးထားရင်ဒါ table နဲ့ပတ်သက်ပြီးတော့အဲ့ဒီ option တွေလုပ်တယ်အဲ့ဒါကဘယ်လိုလုပ်တာလဲဆိုတာဒီမှာတစ်ချက်ပြောပြမယ်နော်ဆိုပါတော့ကျွန်တော်တို့ဒီမှာ email address တစ်ခုရိုက်ထည့်လိုက်တယ်ဆိုပါစို့ဒီမှာဆိုရင်sample mail ပေါ့ဆိုတော့ဒီမှာ sample.com ဆိုတဲ့ domain နဲ့ကျွန်တော်တို့ကဒါ mail address တစ်ခုရိုက်ထည့်လိုက်တယ်ဆိုပါစို့နော်အဲ့တော့ရိုက်တာကတော့ကျွန်တော်ဒီတိုင်း plain text ပဲရိုက်ထည့်လိုက်တယ် enter ခောက်လိုက်တာနဲ့သူကတခါတည်း hyperlink ပါပြီးသားဒီမှာအောက်မှာလဲဘာနဲ့နော် hyperlink ကိုတခါတည်းထည့်ပေးထားတယ်ဒီလိုပြောတာကျွန်တော်အဲ့ဒီ link ကိုတစ်ချက်ကလစ်လိုက်တာနဲ့နော်အဲ့တော့ mail ပို့သူကအဆင်သင့်ဖြစ်ပြီဒီလိုပြောချင်တာနော်အဲ့တော့ဒီမှာဆိုရင်မေးရှိနေတဲ့နေရာမှာတစ်ဆဲကိုထားပြီးတော့ control K ကိုနှိပ်လိုက်မယ်ဆိုရင်လည်း hyperlink ကိုသူကသူ auto ထည့်ထားတာသိကြတယ်ဒီလိုပြောနေတာအဲ့တော့ဘာဖြစ်လို့လဲဆိုရှေ့မှာကျွန်တော်တို့ auto correct option မှာအဲ့ဒီ option ကို on ထားလို့နော်အဲ့တော့နှစ်ဆင့်ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီစာသားကိုရိုက်ထည့်တာကတစ်ဆင့် hyperlink အဖြစ်သူပြောင်းလိုက်တာတစ်ဆင့်ဒီမှာ control Z ကိုနှိပ်လိုက်ရင်တော့သူကတစ်ဆင့်ပြန်ပြီးတော့ဖြတ်ပေးလိုက်တာเนาะကျွန်တော်တို့ရိုက်ထည့်ထားတဲ့ plain text ကိုပဲပြပြီးတော့ hyperlink အဖြစ်ပြောင်းတဲ့ဒုတိယအဆင့်သူ auto correct လုပ်သွားတာကတော့ပြန်ပြီးတော့ဖြတ်သွားတယ်ဒီလိုပြောနေတာเนาะအဲ့တော့ကျွန်တော်တို့ကမလိုအပ်ဘူးဆိုလို့ရှိရင်အဲ့ဒီ setting ကိုဝင်ပြီးတော့เนาะ auto correct option ကိုဒါလေးတွေပြင်ထားလို့ရတယ် off ထားလို့ရတယ်เนาะအလားတူပဲ table နဲ့ပတ်သက်လို့ပြောမယ်ဆိုရှေ့မှာတွေးခဲ့တယ်เนาะရှေ့မှာ table နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က option တွေကို on ထားခဲ့တယ်ဆိုတော့ table မှာဆိုရင်သူ့ရဲ့ adjacent cellကဲ့ရဲ့ column မှာနောက်ထပ် column တစ်ခုထပ်ထည့်လိုက်မယ်ဆိုပါစို့ဒီမှာဆိုsales ဆိုတဲ့ column တစ်ခုထပ်ထည့်ခြင်းတယ်ကျွန်တော်တို့က sales လို့ပဲ plain text နဲ့ရိုက်ထည့်လိုက်တယ် enter ခောက်လိုက်တာနဲ့ table ကသူ auto expansion ဖြစ်ပြီးသားအဲ့လိုပြောတာနော်ဘာမှကျွန်တော်တို့ table format တွေနောက်တည်တံ့ပြင်နေဖို့မလိုတော့ဘူးအဲ့တော့မဟုတ်ဘူးကျွန်တော်တို့ table အဖြစ် apply မလုပ်ချင်ဘူးဆိုရင် table ရဲ့ဒီညာဘက်တောင်အောက်ခြေမှာသူက control လုပ်လို့ရတဲ့ button လေးရှိတယ် mouse pointer တင်လိုက်တဲ့အခါမှာသူကtwo ways arrow လေးပြထားတယ်เนาะအဲ့ဒါလေးကို mouse နဲ့ drag ဖိဆွဲပြီးတော့ကျွန်တော်တို့ကလိုသလိုပြင်လို့တော့ရတယ်ဒီမှာဆိုရင် table အဖြစ် apply မလုပ်ချင်ပါဘူးဆိုရင်အဲ့ဒါလေးကိုပြင်ပြီးတော့เนาะ mouse နဲ့ drag ဖိဆွဲပြီးတော့ပြန်ဖြတ်လိုက်လို့ရတယ်မဟုတ်ဘူးเนาะကျွန်တော်တို့အဲ့ဒီ option က off ထားလို့table ဖြစ်သူ expand မဖြစ်ဘူးကိုရိုင်း expand လုပ်ရမယ်ဆိုရင်အဲ့ဒီ button လေးကိုပဲလိုအပ်တဲ့နေရာအထိဆွဲချဲလို့ရတယ်ဆိုလို့လည်းရတယ်เนาะအဲ့တော့ table ရဲ့ row တွေ column တွေ auto ထည့်ဖို့အတွက်ရှေ့မှာပြခဲ့တဲ့ option ကို on ထားတယ်ဆိုရင်ဒီလို adjacent cell လို့ခေါ်တဲ့ table နဲ့ကပ်ရဲ့ cell တွေမှာတစ်ခုခုရိုက်ထည့်လိုက်တာနဲ့ table က auto expand ဖြစ်ပြီးသား expansion လုပ်ပြီးသားเนาะလားလို့ပဲကျွန်တော်တို့ calculated column တွေမှာဆိုရင် formula တွေကိုတော့ auto complete ဖြစ်သွားတာ table ကကြတော့အဲ့ဒါကရှေ့မှာ option ကို on ထားခဲ့ရင်တော့သူ auto complete ဖြစ်သွားတာเนาะဆိုတော့ဒီမှာဆိုပါတော့ဥပမာအဖြစ်အရောင်းကိုတွက်မယ်ဆိုရင်ညီမချင်းချပြီးတော့ရှေ့မှာတစ်ခွက်ကျော်မှာရှိနေတဲ့ quantity နဲ့အမြောက်ပေါ့เนาะ price နဲ့မြောက်လိုက်မယ်တွက်တာကတော့ပထမဆဲမှာပဲတွက်လိုက်တာ enter ခောက်လိုက်တဲ့အခါမှာသူက formula ကเนาะ table ရှိသလောက် row တရားရှိရင်လည်းတရားလုံး
နော်တစ်ထောင်ရှိရင်လည်းတစ်ထောင်လုံးသူကသူ formula က auto complete formula အတူတူပဲသူကလုံးဝ auto complete လုပ်သွားတာဒါမျိုးကိုပြောတာအဲ့တော့ share option တွေကို on ထားရင်အဲ့လိုဖြစ်တာနော်အဲ့တော့မလိုအပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က share option တွေကို off ထားလို့ရတယ်ဆိုတော့ဒီမှာဆိုရင် sales column ကိုပြင်ပြီးတော့ဖြတ်လိုက်မယ်ဆိုပါစို့option လေးတွေကိုဝင်ကြည့်ရအောင်เนาะဝင်ပြီးတော့ပြင်ကြည့်ရအောင်ဆိုတော့ Excel options ကိုဝင်ပြီးတော့ proofing ကိုအလားတစ်ချက်ဝင်လိုက်မယ်ဒီမှာ auto correct option ကိုပြန်ဝင်လိုက်မယ်နောက်ပြီးတော့ဒီမှာ auto format as you type ဆိုတဲ့ section ကိုထပ်ဝင်ဆိုတော့ဒီမှာဆိုရင်ဒီဘက်မှာ row တွေ column တွေက auto မထည့်နဲ့မှတ်ညှိဖြုတ်ထားလိုက်မယ်နောက်ပြီးတော့ calculated column မှာ formula တွေကို auto ဖေးမပေးပါနဲ့ဆိုတော့ option တွေကိုเนาะကျွန်တော်တို့ကနော်အဲ့တော့အမှန်ကြီးဖြုတ်ထားလိုက်တယ် off ထားပြီးတော့ okay ပေး okay လို့ပေးလိုက်တဲ့အခါမှာအဲ့တော့ဒီမှာဆိုရင်ရှေ့မှာတွေးခဲ့တယ်လို့နော် table နဲ့ကတ်ရက်မှာတစ်ခုခုကိုရိုက်ထည့်လိုက်မယ်ဆိုတော့ sales ဆိုတဲ့ column ဆိုပါဆိုဒီမှာ sales လို့ရိုက်ထည့်ပြီးတော့ enter ခောက်လိုက်ပေးမယ် table က auto expand မဖြစ်တော့ဘူးရန်ခါမှာကျွန်တော်တို့က table ဖြစ်က format လုပ်ချင်တယ်သူကသူ auto apply မဖြစ်ဘူးဆိုရင်ရှေ့မှာတွေးခဲ့တဲ့ option လေး off နေလို့เนาะ setting ကိုဝင်ပြီးတော့ပြင်ရမယ်သို့မဟုတ်ရင်လည်းရှေ့မှာပြောခဲ့သလို column တစ်ခုထပ်တိုးနေတာဆိုရင်ကျွန်တော်တို့ကဒီမှာ table ရဲ့ညာဘက်တောင်အောက်ခြေမှာရှိနေတဲ့ control button လေးကို mouse pointer တင်နှစ်ဖက်များလေးပေါ်လာပြီဆိုရင် mouse နဲ့ drag ဖိဆွဲပြီးတော့ column တစ်ခုလိုချင်တစ်ခုเนาะနှစ်ခုလိုချင်နှစ်ခုထပ်ဆွဲလိုက်လို့ရတယ်အဲ့လိုလည်းရတယ်เนาะအဲ့တော့ဒီမှာဆိုရင် calculated column တစ်ခုခုထည့်လိုက်မယ်ဆိုတော့အယောင်းကိုတွက်မယ်ဟေး equal ပေါ့ညီမျှခြင်းပေါ့เนาะရှေ့မှာရှိနေတဲ့ quantity နဲ့အမျှောက်ဒီမှာ price နဲ့မျှောက်လိုက်မယ်တနေရာထဲမှာတွက်ပြီးတော့ enter ခောက်လိုက်တဲ့အခါမှာเนาะသူရဲ့ option က off ထားတယ်เนาะ calculated column မှာ formula တွေကို auto ဖေးပေးပါဆိုတဲ့ option က off ထားတာဖြစ်တဲ့အတွက် formula တွေကတွက်တဲ့နေရာတနေရာထဲမှာပဲเนาะအလုံးလုံးတယ်အခြားနေရာတွေဒီမှာဟလာအခြား row တွေအတွက်လိုချင်တယ်ဆိုရင်တီးတဲ့နော် normal data range လို့ပဲ mouse နဲ့ drag ဖိဆွဲလို့လည်းရတယ်သို့မဟုတ် auto fill in the button လေးပေါ်မှာ mouse pointer တင်ပြီးတော့ double click လိုက်ရင်လည်းရတယ်เนาะဒါဆိုရင်တော့ normal data range မှာအလုပ်လုပ်တဲ့အတိုင်းပဲဖြစ်ပါတယ်ဆိုတော့ဒီခါတည်းမှာတော့အဲ့ဒီ option တွေကလိုအပ်တယ်ကျွန်တော်တို့က table အဖြစ်ကတော့သုံးနေတယ်သို့တော့လည်းနော် column တစ်ခုထဲမှာအတွက်တဲ့ formula တွေက consistent မဖြစ်ဘူးဆိုရင်နော်အဲ့တော့အတူတူ apply လုပ်လို့တာမဟုတ်ဘူးဆိုရင်ဒီလို auto correct option ကိုလိုအပ်တယ်လို့ပြင်ပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်လို့ရတယ်ဆိုတော့တာမန်ကတော့အဲ့ဒီ option တွေကကြတော့ on ထားရတာဖြစ်တဲ့အတွက်ဒီမှာဆိုရင် auto correct option ရဲ့ auto format as you type ကိုဝင်ပြီးတော့ဒီမှာနော်ကျွန်တော်တို့ကမူလ setting အတိုင်းပဲပြင်ထားတင်ပါတယ်ပေါ့နော်Okay ဟုတ်ပြီကျွန်တော်တို့က file menu options ကိုပြန်ဝင်လိုက်မယ်အဲ့တော့ proof session ကိုပဲပြန်ဝင်ပါမယ်ဆိုတော့ဒီမှာ auto correct option ကတော့ဒါအားလုံးအစုံပြောခဲ့ပြီလို့ပြောရမယ်เนาะဒါတွေသိပြီဆိုရင်ရပြီအဲ့တော့ဒီအောက်ပိုင်းမှာဆိုအခြားဘာတွေရှိသေးလဲဆိုတော့အဲ့တော့ spelling တွေနဲ့ပတ်သက်တဲ့ correction တွေပေါ့လေအဲ့တော့ဒီမှာဆိုရင် uppercase တွေအတွက်ဆိုရင်เนาะအဲ့တော့ spell check မ check ပါနဲ့ပေါ့เนาะ ignore လုပ်ပါပေါ့ uppercase နဲ့ရေးတယ်ဆိုရင် ignore လုပ်ပါဒါတွေကကျတော့ exam မှာတကယ်အလုံးမလုပ်ဘူးเนาะသူက spell check ကကြတော့Microsoft Word တို့ဟာလာ PowerPoint တို့မှာပဲအဓိကအလုပ်လုပ်တယ်เนาะနောက်ပြီးတော့ဒီမှာဆိုရင် number တွေပါတဲ့ alpha numeric တွေဆိုရင်เนาะအဲ့တော့ spelling မ check နဲ့ ignore လုပ်ပါအလားတူပဲ exam မှာလည်းဘာမှအလုပ်လုပ်တာမရှိဘူးအလား internet နဲ့ email address တွေဆိုရင် spelling မ check နဲ့เนาะနောက်ပြီးတော့ဒီမှာဆိုရင် repeated words တွေကိုဖလှက်ပြပါဆိုတာလည်းအလားတူပဲ Microsoft Word မှာအလုပ်လုပ်တယ် PowerPoint မှာအလုပ်လုပ်တယ်ဆိုပါတော့ TH တဲ့နှစ်ခုရေးမိတာမျိုး TH တဲ့ဘယ်တော့မှနှစ်ထပ်မရေးဘူးเนาะအဲ့လိုမျိုးသူကမထပ်ရမယ့်စကားလုံးတွေထပ်ပြီးတော့ repeated words တွေဆိုရင်ဖလှက်ပြပေးပါဆိုတာ exam မှာ on ထားရင်လည်းဘာမှအလုပ်မလုပ်ဘူးဆိုတော့ဒီဘိုင်းတွေကတော့မသိရင်လည်းရတယ်အလားတူပဲအခြားဒီမှာ German mode တွေရှိမယ်La French mode တွေရှိမယ်ဒါတွေကကျတော့သူတို့သက်ဆိုင်ရာဘာသာစကားတွေနဲ့သက်ဆိုင်တဲ့လားဒါ setting တွေเนาะကျွန်တော်တို့အဲ့ဒီဘာသာစကားကိုအသုံးပြုရလည်းမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီဘာသာစကားနဲ့မရင်းနှီးတဲ့အတွက်ဒါတွေကတော့เนาะအဲ့တော့မသိရင်လည်းပြဿနာမရှိဘူးဒီမှာဆိုရင် French mode တွေလည်းရှိတယ်နောက် Spanish mode တွေလည်းရှိတယ်ဆိုတော့အဲ့တော့အဓိကကတော့ဒီ proofing နဲ့ပတ်သက်ရင်ရှေ့မှာတွေ့ခဲ့ရတဲ့ auto correct option အပိုင်းကိုကောင်းကောင်းကျွမ်းကျင်ရင်အဆင်ပြေပါပြီเนาะအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Office Solution 6 part သင်တန်းရဲ့ founder ဆရာဦးတင်မောင်ဆွေဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်သင်တန်းမှာတက်လို့ရမယ်အတန်းတွေကိုမိတ်ဆက်ပေးဖို့ရှိပါတယ်เนาะကျွန်တော်သင်တန်းမှာကတော့
Microsoft Office application တွေဖြစ်တဲ့ Microsoft Word သင်တန်းရှိမယ် Microsoft Excel သင်တန်းရှိမယ်Excel ကတော့တန်ခွဲအများဆုံးအတန်းဖြစ်တယ်နော်နောက်ပြီးတော့ Microsoft PowerPoint သင်တန်းရှိမယ် Microsoft Power BI အတန်းတွေရှိပါမယ်အဲ့တော့ဘာသာရပ်တစ်ခုစီမှာကျတော့လေတန်ခွဲတွေကအများကြီးရှိတာဖြစ်တဲ့အတွက်အဲ့ဒီတန်ခွဲတွေနဲ့ပါမိတ်ဆက်ပေးပါမယ်အဲ့တော့ပထမဆုံးတစ်ခုကတော့ Excel for Business လို့ခေါ်တဲ့ E4B ပဲဆိုပါစို့အသင်တန်းသားအများဆုံးတက်ကြတဲ့အတန်းဖြစ်ပါတယ်เนาะ Excel ကျွမ်းကျင်မှုကိုပဲတည်တံ့ပို့ချတာဖြစ်ပါတယ်အဲ့တော့ Excel for Business လို့ခေါ်တဲ့ E4B မှာlevel 3ခုပေါ့เนาะတန်ခွဲ3ခုရှိပါတယ်အဲ့တော့ပထမကတော့ E4B level 1ဖြစ်ပါတယ်ဒုတိယက E4B level 2ဖြစ်ပါတယ်တတိယက E4B level 3ဖြစ်ပါတယ်အဲ့တော့level 1ကတော့တနည်းအားဖြင့် E4B level 1ကတော့ basic ကနေပြီးတော့ advanced ထိပါဝင်တဲ့အတန်းဖြစ်ပါတယ်အဲ့တော့ပို့ချထားတဲ့ဗီဒီယို49ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချခြင်းကစုစုပေါင်း18နာရီဖြစ်ပါတယ် E4B level 2ကတော့ Excel expert level ဖြစ်ပါတယ်เนาะပို့ချထားတဲ့ဗီဒီယို46ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချခြင်းစုစုပေါင်းကနာရီ20ဖြစ်ပါတယ် E4B level 3ကတော့ Excel master level ဖြစ်ပါတယ်ပို့ချထားတဲ့ဗီဒီယိုရေးအတွက်စုစုပေါင်း102ခုကိုလေ့လာမှာဖြစ်ပြီးတော့ပို့ချခြင်းကစုစုပေါင်းကြားခြင်း45နာရီကြာအောင်ပို့ချပေးထားပါတယ်အဲ့တော့ဒီသင်တန်းတွေမှာပါဝင်မဲ့เนาะအဲ့တော့ဒီသင်ရိုးအပြည့်အစုံကိုတော့ကျွန်တော်တို့သင်တန်းရဲ့ Facebook page မှာနောက် post တစ်ခုအပြည့်အစုံရေးပေးထားတာရှိတယ်เนาะအဲ့ဒီကိုဝင်ပြီးတော့ပဲသင်ရိုးအပြည့်အစုံကိုဖတ်ရပါမယ် Excel ကျွမ်းကျင်မှုကိုပဲတည်တံ့ level alike ပို့ချပေးထားတဲ့အတန်းတွေဖြစ်ပါတယ်ဆိုတော့နောက် Excel နဲ့ပတ်သက်ပြီးတော့ Excel for accountants လို့ခေါ်တဲ့ E4 အတန်းရှိပါတယ်เนาะ accounting သမားတွေအတွက်ပဲတည်တံ့ပို့ချထားတာဖြစ်ပါတယ် level 2ခုရှိပါတယ်ပထမတစ်ခုကတော့ E4A Junior ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ E4A Senior ဖြစ်ပါတယ်တနည်းအားဖြင့် Junior level နဲ့ Senior account level တွေအတွက်ဖြစ်ပါတယ်အဲ့တော့ E4A Junior မှာကျတော့ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း36ခုကိုလေ့လာမှာဖြစ်ပြီးတော့ပို့ချထားတဲ့ကြာချိန်က16နာရီခွဲဖြစ်ပါတယ် E4A Senior မှာကကြတော့ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း46ခုကိုလေ့လာမှာဖြစ်ပြီးတော့ကြာချိန်ပို့ချချိန်24နာရီခွဲဖြစ်ပါတယ်အဲ့တော့ Excel for accountants လို့ခေါ်တဲ့ E4A ကတော့ Excel ကျွမ်းကျင်မှုကိုတည်တံ့ပို့ချပေးတာမပါတော့ဘူးเนาะ Excel ကျွမ်းကျင်ပြီးဖြစ်ရမယ်အနည်းဆုံး advanced level လောက်အသုံးပြုနိုင်ရမယ်သူကသင်ရိုးရဲ့ structure ကကြတော့ Excel function တွေကိုလုံးဝမသုံးဘဲနဲ့ Excel Power Query ကိုအသုံးပြုပြီးတော့ accounting system ကိုလုံးဝ fully 100% automate ဖြစ်အောင် level alike เนาะဒီပို့ချပေးထားတဲ့အတန်းဖြစ်ပါတယ်အဲ့တော့ဒီသင်ရိုးမှာပါဝင်မဲ့အကြောင်းအရာတွေကိုကြတော့လဲကျွန်တော်တို့သင်တန်းရဲ့ Facebook page မှာအပြည့်အစုံရေးပေးထားတာဖြစ်တဲ့အတွက်เนาะ Facebook page ကိုဝင်ပြီးတော့ဖတ်ပေးဖို့ပြောလိုပါတယ်အကယ်၍ Excel ကျွမ်းကျင်မှုလိုအပ်နေတဲ့လူတွေကကြတော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ Excel for Business လို့ခေါ်တဲ့ E4B နဲ့တွဲပြီးတော့တက်ရပါမယ်เนาะနောက်တစ်ခုကတော့ Power BI အတွက်ပြောရရင် Power BI မှာ level 2မျိုးပို့ချပေးထားပါတယ်ပထမတစ်ခုကတော့ Power BI Specialist ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ Power BI Pro ဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုဖြစ်တဲ့ Specialist ကတော့ Basic ကနေပြီးတော့ Advanced ထိအကျုံးဝင်အောင်ပို့ချထားတဲ့အတန်းဖြစ်ပါတယ်ဆိုတော့ basic ကစတာဖြစ်တဲ့အတွက်တနည်းအားဖြင့် basic to advanced ဖြစ်တဲ့အတွက် Power BI ကိုခုမှစပြီးတော့လေ့လာမယ့်လူတွေလည်းတက်လို့ရတယ်နော်ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း83ခုလေ့လာမှာဖြစ်ပြီးတော့စုစုပေါင်းပို့ချချိန်နာရီ30ဖြစ်ပါတယ် Power BI Pro ကတော့ Pro license ကိုပြောချင်တာမဟုတ်ပါဘူးเนาะ Professional level ကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ Power BI Pro မှာကျတော့Pro license feature တွေရော Premium license feature တွေရောပါပြည့်စုံပို့ချပေးထားပါတယ်။နောက်လုံးဝ custom calculation တွေကိုကိုယ်တိုင်မွေးနှောက်ပြီးတော့တွက်နိုင်အောင် business insight ကိုလုံးဝเนาะကျွန်တော်တို့က deep dive ဆင်းပြီးတော့ကြည့်နိုင်အောင်ဒီပို့ချပေးထားတာဖြစ်ပါတယ်။ပို့ချထားတဲ့ဗီဒီယို112ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချခြင်း53နာရီဖြစ်ပါတယ်။ Power BI Pro လေ့လာမယ်ဆိုရင်တော့ရှေ့မှာပြောခဲ့တဲ့Power BI Specialist ပြီးထားတဲ့သူတွေသို့မဟုတ်ကိုယ်တိုင်ချလေ့လာထားတဲ့ဆိုရင်လည်း Power BI ကို Advanced level လောက်အသုံးပြုနိုင်တဲ့သူဖြစ်တင်ပါတယ်သို့မဟုတ်ကျွန်တော်တို့ဒီ Power BI Specialist နဲ့ Pro ကိုတွဲပြီးတော့တက်မယ်ဆိုရင်တော့ Power BI ကိုအခြေခံကစပြီးတော့ Professional ဖြစ်သည့်အထိကိုယ်တိုင်အသုံးချနိုင်မှာဖြစ်ပါတယ်
data analysis နဲ့เนาะ automate report တွေ automate dashboard တွေကိုစီမံလို့တဲ့သူတွေအတွက်မဖြစ်မနေတက်ရမယ်အတန်းဖြစ်ပါတယ်အဲ့တော့သင်ရိုးအတွက်ကလည်းသင်ရိုးအပြည့်စုံကိုကျွန်တော်တို့သင်တန်းရဲ့ Facebook page မှာရေးပေးထားတာဖြစ်တဲ့အတွက်သင်တန်းရဲ့ Facebook page ကိုဝင်ပြီးတော့ဖတ်ဖို့အကြံပြုလိုပါတယ်เนาะနောက်ကျွန်တော်တို့ဒီ Word နဲ့ PowerPoint အတွက်ပြောရရင် Word နဲ့ PowerPoint မှာကျတော့တန်ခွဲတည်တံ့ခွဲထားတာမရှိဘူး Microsoft Word မှာကျတော့လေ Basic ကနေပြီးတော့ Advanced ထိပါဝင်တဲ့တန်ခွဲတစ်ခုလေးရှိပါတယ်အဲ့တော့ဒီပို့ချထားတဲ့ဗီဒီယို44ခုနဲ့ပို့ချခြင်း17နာရီဖြစ်ပါတယ် PowerPoint မှာကကြတော့လေbasic ကနေပြီးတော့ advanced level တစ်ခုလေးရှိပါတယ် PowerPoint မှာပို့ချထားတဲ့ဗီဒီယို42ခုနဲ့ပို့ချခြင်းက73နာရီကြာအောင်လေ့လာရပါမယ်အဲ့တော့ရုံးသမားအများစုကတော့ Word Excel PowerPoint တွဲပြီးတော့လေ့လာကြတာရှိတယ်အဲ့တော့ Excel လို့ပြောမယ်ဆိုရှေ့မှာပြောခဲ့တဲ့ Excel for Business နဲ့ဒီ Word နဲ့ PowerPoint 3ခုတွဲပြီးတော့လေ့လာရင်လည်းရတယ်เนาะဒီ package discount တွေလည်းရှိပါတယ်ဆိုတော့သင်ရိုးပြည့်စုံကိုတော့ရှေ့မှာပြောခဲ့သလိုကျွန်တော်သင်တန်းရဲ့ Facebook page မှာဝင်ပြီးတော့ဖတ်ဖို့အကြံပြုလိုပါတယ် package discount တွေအတွက်ကတော့ကျွန်တော်သင်တန်းရဲ့ Facebook page Messenger ကိုစုံစမ်းလို့ရပါတယ်เนาะအဲ့တော့ဒီတန်းတွေအတွက်ကျွန်တော်တို့ delivery option တွေနဲ့ပြောမယ်ဆိုရင်သင်တန်းတွေမှာအတူချင်းပါဝင်လေ့လာမယ်ဆိုရင်တော့ Facebook private group နဲ့ Telegram private group တွေမှာကျွန်တော်သင်ခန်းစာဗီဒီယိုတွေရှေ့မှာပြောခဲ့တဲ့ဗီဒီယိုတွေအားလုံးကိုเนาะဒီ group အသီးသီးမှာကျွန်တော်အပြည့်အစုံအားလုံးတင်ပေးထားပြီးဖြစ်ပါတယ်လေ့လာရမယ်เนาะဗီဒီယိုတွေရောနောက်ပြီးတော့လေ့လာတဲ့နေရာမှာအသုံးပြုရမယ်ကိုယ်တိုင်လေ့ကျင့်ရမယ် exercise ဖိုင်တွေကိုပါเนาะအဲ့တော့ဒီတစ်ခါတည်းတင်ပေးထားပါတယ်သင်တန်းအပေးရနဲ့တစ်ခါတည်းဓာတ်ရိုက်ဝင်ပြီးတော့လေ့လာရုံပါပဲအဲ့တော့မိမိအဆင်ပြေမဲ့ group တစ်မျိုးမှာပါဝင်လေ့လာလို့ရတယ် group ကကျတော့လေ lifetime membership ဖြစ်တဲ့အတွက်ကျွမ်းကျင်သည့်အထိအကျဉ်းချင်းအထက်ထပ်လေးလာနိုင်မှာဖြစ်ပါတယ်ဆိုတော့တူချင်းပါဝင်လေးလာမဲ့သူတွေက group member ဖြစ်ပါဝင်လေးလာလို့ရတယ်အကယ်၍အုပ်စုလိုက်လေးလာခြင်းတဲ့လူတွေသို့မဟုတ်ဝန်ထမ်းတွေအတွက် corporate training ပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သင်တန်းရဲ့ Facebook page မှာတီးခြားဆက်သွယ်ပြီးတော့เนาะကျွန်တော်တို့နဲ့အချိန်ညှိပြီးတော့စီစဉ်လို့ရပါတယ်အဲ့တော့အခုလက်ရှိကျွန်တော်တို့သင်တန်းမှာသင်တန်းသားပေါင်းသူက9000ကျော်ပါဝင်ပြီးတော့လေ့လာနေပါတယ်အဲ့ဒီနဲ့သင်တန်းသားအချို့ရဲ့ good review တွေကိုလည်းเนาะကျွန်တော်တို့သင်တန်းရဲ့ Facebook page ရဲ့ review section မှာဝင်ပြီးတော့ဖတ်လို့ရပါတယ်ဆိုတော့เนาะဒီ office application တွေကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့သင်တန်းကိုပါဝင်လေ့လာဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်